လာပါအားလုံးနေကောင်းကြရလားကျွန်တော်ကတော့ James Momo ပါကျွန်တော်ရဲ့ GNG2 channel နဲ့ပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့လက်ရှိဖြစ်ပျက်နေတဲ့ Israel နဲ့ Iran ကြားကစစ်ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်လဲနိုင်ငံဆွေးနွေးသုံးသပ်ပြချင်ပါတယ်ကျွန်တော်အားလုံးသိကြတဲ့အတိုင်းပါပဲပြီးခဲ့တဲ့ပါက Israel နဲ့မှဒီ Iran ကိုအလို့တကြီးတော့တိုက်ခိုက်ခဲ့တာကိုကျွန်တော်တွေ့ရတယ်ဘာဖြစ်လို့ Israel ကအခုလိုအမေရိကန်နဲ့ Iran ကြားကဒီ nuclear ဆွေးနွေးပွဲတွေမလုပ်ခင်လည်းမှာအခုလိုအလို့တကြီးတော့တိုက်ခိုက်ခဲ့တာလဲဆိုတော့ကျွန်တော်တို့စဉ်းစားစရာဖြစ်လာတယ်အဓိကအကြောင်းရင်းကတော့ဒီအီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်ရေးကလုံးဝတုတ်တက်အောင်မလာပြီးတော့မှသူ့ရဲ့ယူရေနီယံတပ်ဆင်ပြီးသားတွေကအများပြဖြစ်လာတယ်နော်60 90ရာခိုင်နှုန်းလောက်သူတို့အောင်မလာတဲ့အခါမှာဒီတလနှစ်လအတွင်းမှာသူတို့ရဲ့ပြစ်ခတ်လို့ရတဲ့နျူကလ িয়ার ဘုံတွေကသူတို့ထုတ်လုပ်နိုင်တာကိုသူတို့တီးလိုက်တဲ့အခါမှာခုလိုအလို့တကြီးတော့တိုက်ခိုက်ခတာဖြစ်ပါတယ်ဆိုတော့တချို့ပညာရှင်တွေဆိုလို့ရှိရင်တော့တလနှစ်လတောင်မကြတော့ဘုံဒါတပတ်နှစ်ပတ်အတွင်းမှာတော့မှဘုံတီးတွေအများကြီးထုတ်လုပ်နိုင်တယ်ဆိုတော့ပြောလာတာတွေ့ရတယ်ဆိုတော့တကယ်လို့မြအီရန်ကနျူကလ িয়ার ဘုံတွေကိုအစဉ်တင်ပြစ်ခတ်လို့ရတဲ့အခြေအနေထိရောက်လာမယ်ဆိုလို့ရှိရင်တော့အစ္စရေးတော့လုံးဝစိုးရင်စရာဖြစ်တယ်လို့အမေရိကန်ရောတချို့အာရပ်နိုင်ငံတွေရောတချို့မွတ်စလင်နိုင်ငံတွေတွေ့တော့မှစိုးရင်စရာတွေဖြစ်လာတဲ့အတွက်အစ္စရေးကခုလိုမြန်ဆန်တော့တိုက်ခိုက်ရတာဖြစ်တယ်ဆိုတော့ဒီအစ္စရေးနဲ့အီရန်အကြောင်းကိုကျွန်တော်တို့မပြောခင်လဲမှာနော်သူတို့ရဲ့တမိုင်းကြောက်ကိုအနေငယ်ပြောဖို့လိုမယ်လို့ကျွန်တော်ထင်ပါတယ်ဆိုတော့အရင်တော့အစ္စရေးနဲ့အီရန်ဆက်ဆံရေးကအင်မတန်မှကောင်းခဲ့ပါတယ်1989အစ္စလာမစ်ဒေါ်လာရေးမတိုင်ခင်မှာဆိုလို့ရှင်တော့ရှာဘီယင်မိုဟာမက်ဇေရာဆိုလို့ရှင်တော့အစ္စရေးနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်ဆိုတော့ဘာဖြစ်လို့အခုလိုမျိုးအစ္စရေးနဲ့အီရန်ကြားမှာရန်တူလို့ဖြစ်လာခဲ့တယ်ဆိုလို့ရှင်တော့1989အစ္စလာမစ်ဒေါ်လာရေးပြီးဆုံးတဲ့နောက်ပိုင်းမှာဆူရတိတ်ပေါ့နော်အာယန်တိုလာသူတို့ရဲ့ supreme leader ပေါ့နော်သူတက်လာတဲ့အခါမှာအာယန်တိုလာကအစ္စရေးနိုင်ငံဖြစ်တည်မှုကိုအတိမမပြုဘဲနဲ့အစ္စရေးဟာဆိုလို့ရှင်တော့ငါတို့ဘာသာရဲ့အရေးကြီးတဲ့နေရာကိုသူတို့ကတင်ပိုင်ခဲ့တာဂျေရုဆလင်မြို့ကငါတို့ရဲ့တမန်တော်ချင်းလက်ခဲ့တဲ့နေရာဆိုတော့မှသူတို့ရဲ့ first supreme leader အယန်တိုလာကဒီအစ္စရေးနိုင်ငံကိုလုံးဝမုန်းတီးပြီးတော့မှဘာမှမပုံပေါ်ကနေမှလုံးဝဖျက်ဆီးပြလိုက်မယ်ဆိုပြီးတော့ကြွေးကြော်လာတာဆိုတော့အဲ့ဒီချိန်ကနေမှစားပြီးတော့အစ္စရေးနဲ့အီရန်ကြားမှာမုန်းတီးမှုတွေအပြန်လှန်ထုနေမှုတွေเนาะတခါလေကြာတော့မိုင်နာပိခတ်မှုတွေဖြစ်လာတယ်ဒါပေမဲ့အခုလူမျိုးတကယ်ကြီးမားတဲ့တိုက်ခိုက်မှုဆိုတာမရှိခဲ့ဘူးပါဘူးသူတို့တမိုင်းမှာကျန်းစာခက်မှပြောမယ်ဆိုလို့ရှိရင်တော့အခုအီရန်ဆိုလို့ရှိရင်တော့ပါရှန်အင်ပါယာအဲ့ဒီခက်မှသူတို့နိုင်ငံကြားမှာဆက်ဆံရေးပေါင်းမှုခဲ့တယ်အခုအီရတ်ဆိုတာနော်ဘာဘီလွန်အင်ပါယာဖြစ်တယ်အဲ့ဒီချိန်မှာအီရတ်တွေကဒီဂျေရုဆလင်ကိုလာတိမ့်ပိုင်းတာနော်အစ္စရေးလူမျိုးတွေကိုတိမ့်ပိုင်းပြီးတော့မှသူတို့ပြည်သူတွေအားလုံးကိုဘာဘီလွန်မှာခိုးသွားပြီးတော့မှဂျွန်အနေနဲ့စေခိုင်းတာအဲ့ဒီမှာဂျွန်နဲ့စေခိုင်းတဲ့ချိန်မှာပါရှန်အင်ပါယာကဘာဘီလွန်ကိုလာတိုက်ပြီးတော့မှတိမ့်ပိုင်းတဲ့အခါမှာအစ္စရေးပြည်သူတွေကိုသူတို့နိုင်ငံပြန်ခွင့်ပေးတယ်နော်သူတို့နိုင်ငံပြန်ခွင့်ပေးတဲ့အပြင်သူတို့နိုင်ငံပြန်တည်ဆောက်တဲ့ခါမှာလည်းလူအားနဲ့နော်သူတို့ဖျားချောင်းတွေနော်ကျူးတွေဖျားချောင်းတွေတည်ဆောက်တဲ့ခါမှာလူအားနဲ့အထောက်ပံ့တွေလည်းကိုရင်ခဲ့တယ်အဲ့ဒီအပြင်ဘာဘီလွန်တွေကအစ္စရေးတွေကိုတင်ပိုက်တဲ့ချိန်မှာသူတို့ဂျေရုဆလင်မြို့ကနေမှယူဆောင်လာတဲ့ဆွေတွေငွေတွေနော်အဲ့ဒီအရာအလုံးကိုရှန်အင်ပါယာနဲ့မှပြန်ပေးခိုင်းပြီးတော့မှအဲ့ဒီကိုပြန်ယူသွားခိုင်းတယ်အစ္စရေးနိုင်ငံဂျေရုဆလင်မြို့ကိုပြန်ထူထောင်တဲ့အခါမှာသူတို့ကလည်းပါရှန်အင်ပါယာတို့ကလည်းအကောင်းဆုံးကိုရင်ခဲ့တယ်ဆိုတော့ဟိုးဖွားခဲတို့ကကျန်းစာခဲတို့ကသူတို့တွေကရန်တူတယ်မဟုတ်ဘူးမိတ်ဆွေကောင်းမဟုတ်ရင်တောင်မှခင်မင်ရင်းနဲ့ဆက်ဆံရေးရှိခဲ့တယ်နော်ဒါဖြစ်လို့အခုချိန်မှာလက်လောက်ထိတယောက်နဲ့တယောက်အမုန်းပွားပြီးတော့မှဒီကပ္ပမေပုံပွားနေမှတယောက်နဲ့တယောက်တက်စီအောင်တော့သူတို့ကျူးစားနေကြတာလေအစ္စရေးကလည်းပဲပြောနေတာတကယ်လို့မြအီရန်ਦਾနျူကလ িয়ার ဘုံသူတို့လက်ထက်မှာရှိခဲ့မယ်ဆိုလို့ရှင်တော့အစ္စရေးနိုင်ငံအတွက်လုံးဝအန်ဒရရှိတယ်ဒီနာစီဂျာမနီခဲတို့ကဟောလိကုတ်တို့မျိုးပြန်ဖြစ်နိုင်တယ်တယ်လူမျိုးဖြစ်မခံဘူးဒါကြောင့်မို့ငါတို့ကပဲသူတို့ပဲနျူကလ িয়ার အစီအစဉ်တွေကိုငါတို့ဖျက်ဆီးပြီးမယ်ဆိုပြီးတော့မှအခုဆိုလို့ရှင်တော့နျူကလ িয়ার ရဲ့စက်ရုံတွေဂျီနာတူထောင်တဲ့နေရာတွေသူတို့ရဲ့တိုက်လိမ်ရှိတဲ့နေရာတွေကိုလည်းအခုဆိုလို့ရှင်တိုက်ခိုက်နေတာဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်တဲ့စက်ရုံကအပေါ်ရမှာမဟုတ်ဘဲနဲ့ဒိုးမေအောက်ထဲမှာအတွင်းထဲမှာလုံးဝနှိမ့်တဲ့နေရာမှာရှိနေတဲ့အတွက်အခုလက်ရှိချိန်မှာအစ္စရေးကလုံးဝပစ္စည်းဖျက်ဆီးနိုင်ခဲ့တာမဟုတ်သေးဘူးဆိုတော့ကျွန်တော်တို့တစ်ချက်လောက်ဗီဒီယိုကြည့်ပြီးတော့မှဆက်ပြောအောင်နော် Where hostilities between Iran and Israel show no sign of abating. We get the latest from Elizabeth Palmer. Israeli jets bomb targets across Iran for the third night in a row. The objective, Israel says, to destroy as much of Iran's nuclear program as it can. It struck airports,
oil fields, Iran's largest natural gas plant. Also, apartment buildings where military officers and nuclear scientists lived. Israel Defense Forces say it has killed more than 20 Iranian military commanders so far. ခုနပြောခဲ့တာဟာအခုချိန်ထိကတော့တနိုင်ငံနဲ့တနိုင်ငံဒီခတိုက်ခိုက်မှုတွေနည်းနည်းရှုတ်ချနိုင်ပွဲလုံးဝမမီသေးပါဘူးလို့ပြောတာပေါ့နော်အခုဆိုလို့ရှိရင် Israel ကအီရန်ခေါင်းဆောင်တွေရောက်20ကျော်တုတ်တင်နိုင်ခဲ့တာပေါ့နော်ဆိုတော့ Israel ရဲ့ဒီအီရန်ခေါင်းဆောင်ပန်းတွေကိုတုတ်တင်ဆင်းလင်းဖို့တက်ခဲ့တဲ့နေရာမှာသူတို့ရဲ့ Supreme Leader Ali Khamenei ကလည်းပါဝင်နေတယ်ဒါပေမဲ့သမ္မတ Trump ကဒီ Ali Khamenei ကိုလုံးဝမထိနဲ့လို့သူကပြောထားတယ်။ဘာဖြစ်လို့လဲ။သမ္မတ Trump ကဘာဖြစ်လို့ဒီ Ali Khamenei ကိုတုတ်တင်ဖို့မကြိုက်တာလဲဆိုတော့ကျွန်တော်တို့စဉ်းစားချက်ရှိတယ်။အဓိကကတော့ Ali Khamenei ကအီရန်ရဲ့ Supreme Leader တတ်မဟုတ်ဘဲနဲ့သူကဘာသာရေးအရာဥစားကြီးတဲ့သူဖြစ်တယ်။အီရန်နိုင်ငံအပြင်တခြားဆီးရီးယားတို့နော်ယီမင်တို့သူတို့လောင်မှုထားတဲ့နိုင်ငံတွေတခြားနိုင်ငံတွေရဲ့ပြည်သူတွေတောင်မှသူ့ကိုကြည်ညိုတဲ့လူတွေအများအပြားရှိတယ်။အဲကြောင့်မို့တကယ်လို့များအာလီခါမေနီတာအစ္စရေးကတုတ်တင်ခဲ့မယ်ဆိုလို့ရှိရင်တော့ဒါကအစ္စရေးနဲ့အီရန်ဂျာစီပွဲမကားဘဲနဲ့အစ္စလာမီနဲ့အစ္စရေးချကစီပွဲတွေအနောက်နိုင်ငံနဲ့အစ္စလာမီစီပွဲတွေဖြစ်လာမှာကိုသမ္မတထရန့်ကစိတ်ပူတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့တခါလေကျရင်တော့တနိုင်ငံနဲ့တနိုင်ငံနော်စီပွဲဖြစ်တဲ့အချိန်မှာဘာတန်ကြီးထဲကိုကူးပြီးတော့မှလုံးဝကြီးမားတဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။ဆိုတော့ပြောမယ်ဆိုလို့ရှိရင်တော့ရှိလေပိုင်းမှာလည်းပဲအီရန်ကအင်အားကောင်းတဲ့နိုင်ငံစုပေမဲ့သူကအခုချိန်မှာအရင်တော့လို့ပါရှန်အင်ပါယာလို့အင်အားကြီးဆုံးနိုင်ငံမဟုတ်တော့ပါဘူး။ဒီခဲကြီးမှာနော်နိပညာခဲကြီးမှာ AI ခဲကြီးမှာသူတို့ထက်စီးပွားရေးတူတက်တဲ့နိုင်ငံတွေလက်နက်ရတူတက်တဲ့နိုင်ငံတွေဥပမာဆိုလို့ရှိရင်တော့ဆွီဒင်အာရာဘီတို့ကာတာတို့တခြား UAE တို့အီဂျစ်တို့ဘာလို့လို့ဆိုလို့ရှိရင်တော့အီရန်နဲ့အပြန်ဆိုင်တူတက်လာတဲ့အီရန်ကတော့မှကျော်လာတဲ့နိုင်ငံတွေဆော်ဒီအာရာဘီတို့ဆိုလို့ရှိရင်တော့အီရန်ထက်တောင်မှစီးပွားရေးအရာရောလက်နက်အရာရောတောင့်တင်းတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီအစ္စလာမစ်နိုင်ငံတွေမှာလည်းပဲသူတို့ကဘာသာရေးမွတ်စလင်တူပေမဲ့သူတို့မှာဂိုင်းကနကွေတွေရှိတယ်ဥပမာအီရန်ဆိုလို့ရှိရင်တော့ရှီဟာမွတ်စလင်တွေအဲ့ဒီရှီဟာမွတ်စလင်နောက်လိုက်တဲ့ဆီးရီးယားတို့ယီမင်တို့တချို့နိုင်ငံတွေကသူ့ဖက်မှာပါတယ်လို့ရှိသလိုဆော်ဒီအာရာဘစ်ခေါင်းဆောင်တဲ့ဆူနီမွတ်စလင်တွေကလည်းပဲတခြားတစ်ဖက်မှာလည်းရှိနေတယ်အဲ့ဒီနှစ်ခုဂိုင်းနှစ်ခုကြားမှာတခါတလေမတက်တာပဲเนาะရန်တူတဖွင့်မြင်ပြီးတော့မှသူတို့ချင်းချင်းတိုက်ခိုက်တာတွေလည်းတွေ့ရတယ်အဲ့လိုမျိုးသူတို့အချင်းချင်းမတက်ဘူးတိုက်ခိုက်တဲ့စုပဲမဲ့လည်းတခြားဘာသာเนาะတခြားနိုင်ငံတွေအနောက်နိုင်ငံအပဲဖြစ်ဖြစ်ဂျူးတွေကဖြစ်ဖြစ်တခြားဘာသာတွေကနေမှမွတ်စလင်နိုင်ငံတွေဖြစ်တဲ့အီရန်ပဲဖြစ်ဖြစ်နော်ဆော်ဒီအာရာဘီဖြစ်ဖြစ်လာတိုက်ခိုက်မယ်ဆိုလို့ရှိရင်တော့တခါတလေမှာသူတို့ကဒီဘာသာရေးတက်ကိုဆွဲခေါ်ပြီးတော့မှအခုချိန်မှာဆူနီရဲ့ရှီဟာရဲ့ဆိုင်တော့ဘူးငါတို့မွတ်စလင်တွေကိုပဲတိုက်ခိုက်တယ်ဆိုတော့မှသူတို့ပူပေါင်းပြီးတော့မှပြန်တိုက်ခိုက်တာတော့နော်တကယ်လို့များအဲ့လိုမျိုးဒီနိုင်ငံကပူပေါင်းခဲ့မယ်ဆိုလို့ရှိရင်တော့အစ္စရေးတွဲလည်းအန်တယ်ရှိတယ်လို့ဒီအနောက်နိုင်ငံတွဲတဲ့အန်တယ်ရှိတာကိုဒေါ်နယ်ထရန့်မြင်တဲ့အတွက်သူတို့ရဲ့ Supreme Leader Ali Khamenei ကိုတာကဲမထားဖို့သူကပြောနေတာဖြစ်တယ်ဒါပေမဲ့ Israel Prime Minister နာတာယာဟူကဒေါ်နယ်ထရန့်ကကိုနားထောင်ချင်မှနားထောင်မှာဖြစ်တယ်ဆိုတော့ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ Israel ဖက်မှာလည်းပဲအန်တယ်ရှိတယ်နော် Iran ဖက်မှာဆိုလို့ရှိရင်တော့အခု Israel နဲ့မှာ Iran ရဲ့လေကြောင်းရကာကွယ်ရေးကိုဖျက်ဆီးပြလိုက်တဲ့အခါမှာဒီအီရန်ဖက်မှာဆိုလို့ရှိရင်လုံးဝပြန်ပြစ်ချနိုင်တဲ့အခြေအနေကမရှိသလောက်ဖြစ်နေတာဆိုတော့ခုချိန်မှာဆိုလို့ရှိရင်တော့အီရန်ရဲ့မျိုးကြီးတွေမှာရှိတဲ့နျူကလ িয়ার စက်ရုံနဲ့ပတ်သက်တဲ့ဟာတွေတော့တိုင်းလေရင်လေစိတ်တွေနော်သူတို့ရဲ့ဇီနာတူထောင်ရင်းနေရတွေအကုန်လုံးခုဆိုလို့ရှိရင်တတော်များများကိုဖျက်ဆီးပြလိုက်နိုင်ခဲ့တယ်အစ္စရေးကနေမှာဒါပေမဲ့အီရန်ရဲ့နျူကလ িয়ার ထုတ်လုပ်တဲ့နေရာကတခုတည်းမဟုတ်ဘဲနဲ့အများပြားနော်သူတို့ပြန်ကျိတ်ပြီးတော့မှထုတ်လုပ်တာဖြစ်တယ်အဲ့လိုဖြစ်တဲ့အတွက်အစ္စရေးကအီရန်ကိုလုံးဝအခုအချိန်မှာဖျက်ဆီးနိုင်ခဲ့ပြီပြောလို့မရသေးဘူးတခါတလေမှာမော့ဆက်ထောက်လိုင်းရနေမှာအီရန်နိုင်ငံမှာအများကြီးလေ့လာပြီးတော့မှတော်တော်များများသိတယ်ဆိုပေမဲ့အီရန်နိုင်ငံမှာရှိတဲ့ကူတွေတခြားနေရာဒေသတွေမှာဥမာသူတို့ကဆက်ထုတ်လုပ်နေမယ်ဆိုလို့ရှိရင်ဒါလည်းအစ္စရေးတွေအနေရှိနေဆက်ဖြစ်တယ်ဆိုတော့ပြောချင်တာကအခုဆိုလို့ရှိရင်အစ္စရေးမှာလည်းပဲအစ္စရေးပြည်သူတွေအတွက်အနေရှိလာတယ်ဘာဖြစ်လို့လဲဆိုတော့အီရန်ရဲ့မစ်ဆိုင်ဒုံးကြီးတွေကဒီမိအောက်မှာတူထောင်ထားတဲ့ဟာတဲ့အကုန်လုံးမပြည့်စည်နိုင်တဲ့ခါကျတော့အီရန်ရဲ့ hypersonic missile တွေဆိုလို့ရှိရင်လုံးဝအတန်ထဲငါးဆမြန်တာစေဆမြန်တယ်သူတို့မှရှိနေတယ်အဲ့ဒီလေနေကြီးတွေကတကယ်လို့မြအစ္စရေးကိုပြီးခတ်မယ်ဆိုလို့ရှိရင်တော့ဒီအစ္စရေးရဲ့လေကြောင်းကာကွယ်ရေး Iron Dome ကလည်းအလောက်ထိ
တားဆီးနိုင်တာလည်းမဟုတ်ဘူးတန်ထက်မြန်တဲ့ hypersonic missile တွေဆိုလို့ရှိရင်တော့ rocket တွေ drone တွေတောင်မှအများပြားနဲ့နော်ထောင်နဲ့ချီနဲ့ရာနဲ့ချီနဲ့လာတိုက်ခိုက်တဲ့အခါမှာတချို့တွေဟာဖျက်ဆီးခဲ့နိုင်ခဲ့ပေမဲ့တချို့တွေဟာဆိုလို့ရှိရင်တော့မြို့ထဲမှာကြားပြီးတော့ပြည်သူတွေပါမစ်တွေမှာကြားပြီးတော့ပြည်သူတွေတည်ဆုံနေတာအခုတွေ့ရတယ်။ Israel မှာလည်းပဲ20ကျော်တည်ဆုံခဲ့ရတယ်လို့ဒီ Iran မှာလည်းပဲအယောက်200ကျော်တည်ဆုံခဲ့ရတာကျွန်တော်တွေ့ရတယ်ဆိုတော့ဒီတိုင်းဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်တော့ပြည်သူတွေဖေးစလုံးကနီးနာဆရာတွေရှိတယ်ဒါပေမဲ့အခုချိန်မှာမတိုက်ခိုက်ဖို့ဆိုလို့ရှိရင်လည်းပဲ Israel ကအခွင့်ကောင်းရှိမှာမဟုတ်တော့ဘူးဘာဖြစ်လို့ Iran ကအခုလို nuclear program နဲ့ပေါ့နော် nuclear system တွေကိုဒီလောက်ထိထုတ်လုပ်နိုင်ခဲ့တယ်ဆိုလို့ရှိရင်တော့မှတ်မိကြမယ်ထင်ပါတယ်ဒီသမ္မတအိုဘားမားလက်ထက်မှာနော်2015 Iran nuclear deal ဆိုတဲ့နေရာမှာအဲ့ဒီဆွေးနွေးပွဲမှာနော်အထူးသဖြင့် super power နိုင်ငံတွေအမေရိကန် UK France Russia China သူတို့ကနေမှ Iran nuclear ထုတ်လုပ်ရေးနဲ့ပတ်သက်ပြီးတော့သမ္မတဘုရှ်ခင်မှာတန်ခါပိတ်ဆို့ခဲ့တဲ့ဟာတွေကိုနည်းနည်းအဖြစ်ရှိုးပေးပြီးတော့မှ Iran ကလည်းပဲလုံးဝ nuclear ထုတ်လုပ်ရေးကိုစိုးချမယ်နော်လည်းနဲ့တွေ့မထုတ်လုပ်ဘူးတဲ့ရလုံးရတွေ့ထုတ်လုပ်မယ်ဆိုပြီးတော့သူတို့တဘောတူညီချက်တယ်နော်ဆိုင်းနေထုတ်ခိုင်းတာဒါပေမဲ့အဲ့လိုမျိုးတဘောတူညီချက်တယ်လုပ်တဲ့ခါမှာဒီတိုင်းလုပ်လို့မရဘူးအမေရိကန်ကနေမှခဲခင်ဗျအဲ့လိုမျိုးတွေမလုပ်နဲ့ပြည်သူတွေကဆင်းရဲဒုက္ခရောက်နေတယ်အီရန်ပြည်သူတွေအတွက်ကျောင်းမှကြီးမှာရောပညာရေးမှာရောတခြားလူအပ်တဲ့ဆင်းရဲနှောပါမှုကနေမှရုံထွက်ဖို့အတွက်ပတ်စံတွေကိုညီမယ်ဆိုပြီးတော့မှသူက150 billion เนาะ150 billion ဆိုတာနေတဲ့ပမာဏမဟုတ်ဘူးသမ္မတအိုဘားမားအစိုးရနဲ့မှအီရန်ကိုကူညီခဲ့တာဒါပေမဲ့အီရန်ကဒါကတကယ်လူအပ်တဲ့ပြည်သူတွေကျောင်းတွေเนาะပညာရေးတွေကျန်းမာရေးတွေကိုမကူညီဘဲနဲ့သူတို့နျူကလ িয়ার အစီအစဉ်မှာပြန်သုံးခဲ့တာအဲ့ဒီဟာကိုသမ္မတထရန့်ကတီးတဲ့ခါကျတော့သူအစိုးရတက်လာတာနဲ့2015 nuclear deal ကို Iran nuclear deal ကိုလုံးဝဖျက်သိမ်းလိုက်တာသူကဖျက်သိမ်းပြီးတော့မှသူကဖိအားပေးတယ်အဲ့ဒီပထမတက်တန်းမှာလည်း तू ကဖိအားပေးတယ်လို့သူ့ရဲ့သူတို့ရဲ့ဒုတိယခေါင်းဆောင်တဲ့တုတ်တင်နိုင်ခဲ့တာပေါ့နော် drone နဲ့ဆိုတော့သမ္မတထရန့်ကတည်းကအီရန်ကိုလုံးဝ nuclear missile စိတ်ချင်ပေါ့ရှိမယ်ဆိုလို့ရှိရင်တော့အမေရိကန်တွေအတွက်အနေရှိတယ်လို့သူ့ရဲ့မဟာမိတ်ဖြစ်တဲ့ Israel အတွက်လည်းလုံးဝအနေဖြစ်တဲ့အတွက်ခုဆိုလို့ရှိရင်တော့ဒီအမေရိကန်ရဲ့military base တွေကဒီအီရန်နားမှာเนาะအများကြီးရှိတယ်အဲ့ဒီဟာတွေကိုလည်းအီရန်ကအချိန်မျိုးတိုက်ခိုက်နိုင်တယ်အဲ့ဒီဟာကိုမတိုက်ခိုက်အောင်သမ္မတထားကနေမှာအခုချိန်မှာလုံးဝလာမထိနဲ့ထိမယ်ဆိုလို့ရှိရင်ငါတို့အီရန်ပေါ်မှာလုံးဝမမိဖို့တဲ့တွေးဖို့တဲ့ပေးစမှုတွေနော်တွေးရမယ်ဆိုတော့ချင်းချောင်းလာတယ်ရှိတယ်ဒါပေမဲ့အီရန်ကတော့လုံးဝရုံထွက်ဖို့မရှိတော့ဘူးနော်သူကပဲရှုံနေမယ်ဆိုလို့ရှိရင်တော့သူ့မှာရှိတဲ့လက်နက်တွေနဲ့ Israel ရော American military base တွေလည်းအကုန်လုံးပြန်ပြီးတော့တိုက်ခိုက်နိုင်ဖွယ်ရှိတယ်ဆိုတော့အခုချိန်မှာဆိုလို့ရှိရင် American ရဲ့လေယာဉ်တင်ပေါ်လည်းပဲဒီအရှိလေပိုင်းမှာသွားတာကိုလည်းကျွန်တော်တို့တွေ့ရဆိုတော့ဒီစစ်ပွဲကြီးကတော့ကြားနိုင်တယ်တကယ်လို့များအခုလူတို့ကမဆွေးနဲ့မညှိနှိုင်းနိုင်ပဲနဲ့ပြန်လှန်တိုက်ခိုက်နိုင်မယ်ဆိုလို့ရှိရင်တော့တခြားနိုင်ငံတွေကတောင်မှဝင်ရောက်ဆွတ်ဖက်နိုင်ဖွယ်ရှိတယ်ပြောမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာရုရှားနဲ့ယူကရိန်းအီရန်နဲ့အစ္စရေးစစ်ဖြစ်နေတဲ့ချိန်မှာတရုတ်ကစောင့်ကြည့်နေရမှာနော်တကယ်လို့များအမေရိကကဒီအီရန်စစ်ပွဲကြီးမှာအကြောင်းမျိုးကြောင့်ပါဝင်လာမယ်ဆိုလို့ရှိရင်တော့အီရန်စစ်ကိုအမေရိကန်ကအာရုံစိုက်နေတဲ့ချိန်မှာတရုတ်ကဒီထိုင်ဝမ်ကိုကျူးကျော်ပြီးတော့မှတိမ်ပိုင်ဖို့စောင့်ကြည့်နေတာဖြစ်တယ်ဆိုတော့2025ခုနှစ်မှာဒီစစ်ပွဲတွေကတော်တော်ပြင်းထန်လာတယ်နော်တခြားစစ်ပွဲတစ်တွေကလည်းကျွန်တော်တို့တွေ့နိုင်ဖွယ်အများကြီးရှိတယ်အစ္စရေးနဲ့အီရန်ကြားမှာစစ်ပွဲလည်းမခုနပြောသလိုဒီနိုင်ငံကြားကစစ်ပွဲကြီးကနေမှာဘာသာရေးစစ်ပွဲပြောင်းလဲသွားမယ်ဆိုလို့ရှိရင်လုံးဝအန်ဒရရှိပြီးတော့တတိယကဘာရှိတောင်ဖြစ်နိုင်တဲ့အခြေအနေဖြစ်နေတယ်ဆိုတော့ကျွန်တော်ပြောချင်တာကအခုချိန်မှာ Israel နဲ့ Iran စစ်ပွဲကစင်ပြင်းမဲ့ပုံမပေါက်သေးဘူးဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာကတော့ Israel နဲ့ Iran စစ်ပွဲကြားမှာအမေရိကန်အဝင်လာနိုင်လားအခုချိန်မှာနော် Israel အတွက်အကောင်းဆုံးသောအခြေအနေ Iran ကိုလုံးဝဖျက်ဆီးပြီးမဲ့အခြေအနေအချိန်ကောင်းဖြစ်တယ်ဆိုတော့အနေနဲ့ဆိုတဲ့ချိန်မှာねကျွန်တော်မှားတာတွေအားနည်းချက်တွေရှိလို့ရှိရင်တော့နားလည်ပေးပါလို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာလည်းပြန်တွေ့ကြအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel နဲ့ Facebook ကို like subscribe လုပ်ပေးကြဖို့အားလုံးတောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ် bye bye